ဒ္ဓရှင်တော်ကုန်ကြီးသာသနာကုန်ရှိရောင်ဝါလေးလို့ထွန်းလင်းစရာပါတို့များမြင်ပြီးတူးတက်လာသမျှပတ္တရချူမီထွန်းလင်းစရာပါတို့များမြင်ပြီးတူးတက်လာသမျှပတ္တရချူမီစံတော်ရာငွေလာလေးပမာအေးရတော့လင်းတတွေပေးလို့နေတာတရားဓမ္မတွေနဲ့ပြောမွေရမဖို့ရလန်းရှောက်လန်းနာတို့သာသနာရေးတို့ဘာသာရေးတွေ့ချင်းပြောစရာပေါ်များတဲ့ပြည်ရွှေရောင်တွေးဝင်းနဲ့စီရီပထိုးတွေထုံးဖြူဖြူစီရီပထိုးတွေဖယားတစ်စောင်းကန်းကြောင်အလုံးပေါ်များတဲ့ပြည်တို့မြင်ပြည်နိုင်ငံတော်ဗုဒ္ဓသာသနာရောင်ဝလွှမ်းကနေဒါကြောင့်မို့တို့များတွေတာယာအေးချမ်းပြီးမတန်နိုင်ပါလေ